မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခொနရက်သားသမီးအပေါင်းကဘာသူကဘာသားအပေါင်းကပ်ပြီးယောဂပြီးရန်သူမျိုး၅ပါးပြီးစစ်ပြီးမှကင်းဝေးကြပါစေဒီနေ့ကနန်းသုံးကနန်းသမားတွေအတွက်ဟောပေးပါမယ်နော်သုံးကနန်းသမားတွေက32 21 30မွေးတဲ့သူတွေပါသုံးကနန်းသမားတွေဟာမျက်နှာတွေ့တဲ့လူတွေနဲ့အဆင်ပြေအောင်နေတတ်တယ်အလုပ်ဝတ္တရားတွေကိုအလွန်အကျွံလုပ်တတ်တယ်စီကံဥပဒေနဲ့အညီနေထိုင်တတ်တယ်သုံးကနန်းသမားတွေရဲ့တနင်္လာသမီးဟောကိန်းဖြစ်ပါတယ်တနင်္လာသားသမီးတွေကခရမ်းရောင်ဝတ်ခြင်းဖြင့်စီးပွားရေးလုပ်ငန်းများအဆင်ပြေနိုင်မယ်ဟောင်းနန်းသမားတနင်္လာသမီးတွေဟာ3ရက်12ရက်21ရက်နေ့မှာစီးပွားရေးလုပ်ငန်းများလုပ်မယ်ဆိုရင်အောင်မြင်နိုင်တယ်9ရက်18ရက်28ရက်နေ့မှာထီထိုးမယ်ဆိုရင်အောင်မြင်နိုင်တယ်ဥပေါင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်တယ်။အုံနှောက်ကင်ဆာအကျောရောင်အကျောတက်ဖြစ်တတ်ပါတယ်။သုံးကနန်းသမားတွေရဲ့တနင်္လာသားသမီးတွေကနက်နက်သီးစားခြင်းကိုရှောင်ကျဉ်ရမယ်။ဇီးပြူသီးထောင်စားခြင်းကိုရှောင်ကျဉ်ရမယ်။ယတနာအနေနဲ့ပလဲဖြူဝစ်ခြင်းဖြင့်စီးပွားရေးတက်မယ်။အိမ်နောက်ရေးကြတော့သုံးကနန်းသမားတနင်္လာသားသမီးတွေကအိမ်နောက်ရေးမှာအိမ်နောက်20ဖြစ်တတ်တယ်အသက်40ကျော်မှရရင်တော့အိမ်နောက်10တည်းဖြစ်တတ်တယ်အချစ်ကြီးတယ်အမျက်ကြီးတယ်သုံးကန်းသမားတွေရဲ့ချစ်သူအိမ်နောက်ဘက်ပူးစာဘက်ကထက်ထက်မြက်မြက်ရှိတယ်ဝါကြတယ်စီကံအမိတ်တွေကိုမနာတတ်တဲ့သူဖြစ်တယ်။သုံးကန်းသမားတွေတနင်္လာသားသမီးတွေရဲ့အိမ်အောင်ဘက်အနေနဲ့ရွေးမယ်ဆိုရင်တနင်္ဂနွေကိုရွေးတင်တယ်။အယောင်ကမတည့်တဲ့အယောင်ကမီးကိုရောင်ဖြစ်တယ်။မတည့်တဲ့မိတ်ဖက်ကစနေသားသမီးဖြစ်တယ်။ဒါဆိုသုံးကနန်းသမားတွေအတွက်ပြီးသွားပါပြီเนาะကျေးဇူးတင်ပါတယ်ရှင်ချဲစီမှာအကြောင်းမြင်မေးချင်တယ်ဆိုရင်ချဲရဲ့ Viber နံပါတ်395250 815 860ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျဲရဲ့အဟောစာအုပ်နှစ်ကနည်းနည်းလေးပဲကြံတော့တဲ့အတွက်ကြောင့်အမြန်ဝယ်ပါเนาะတအုပ်ကို9000ပါကျေးဇူးတင်ပါတယ်ရှင်